ဒီနေ့ညနေမှာစာသင်စရာတွေအချိန်မရှိဘူးဆိုတော့ကျွန်တော်သားလေးကိုအချိန်ပေးဖြစ်ပါတယ်သူ့ကိုကန္နာလန်ကိုတပတ်ခေါ်သွားဖြစ်တယ်ဒါကတော့ကန္နာလန်သွားနေတာပဲဖြစ်ပါတယ်ဒါကတော့မော်လမြိုင်ကန္နာလန်ရဲ့ညနေနေဝင်စီးစာအလားပဲဖြစ်ပါတယ်။ငှက်ကလေးတွေကလည်းပြန်တန်းနေပါတယ်။အရန်ကိုမှလှပပါတယ်။။အညံကိုရောက်ပါပြီ။အညံထဲမှာဘာရှိလဲဆိုတာလိုက်ကြည့်ပါမယ်။ပထမဆုံးအနေနဲ့တာလီယာရှော့စီးချင်တယ်ဆိုလို့သူ့ကိုရှော့ပေးစီးမှာဖြစ်ပါတယ်။ဒါသူရှော့စီးနာပဲဖြစ်ပါတယ်။